mad, let them get better, better, better. JK ဒီဘယ်လိုပြောမလဲသူတို့အသက်ကိုစိတ်လှုပ်ရှားပေးတယ်ဒါမဲ့ဟိုမျိုး nervous ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းပါဇက်ကမနေ့ကလေ့ကျင့်တာတအားများသွားတော့ထက်သွားတာဖြစ်ပါတယ်ရှင်ဒုတိယအနေနဲ့ဝင်လာတဲ့ beauty queen ကတော့ Miss Grand မော်လမြိုင်တော့မဟုတ်ပြင်ဦးလေမင်းမျိုးတော့မဟုတ်ပြင်ဦးလေအဲ့ဒီအလေးအတွက် JK နောက်ထပ်တစ်ခေါက်မဖြစ်ဖို့ရတဲ့အများကြီးကြိုးစားသွားပါမယ်ဟုတ်ကဲ့ပါ muscle memory ဖြစ်ပါတယ် ယုံကြည်စိတ်ချရဆုံးထာဝရဝိဉ္စီLet's give a round of applause for our 2026 contestant! Swimsuit Award ကိုကြီးညာရမယ်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။ JK တို့နှစ်သုံးကဆိုလို့ရှိရင်ကတော့လိမ္မော်ရောင်လေးပေါ့နော်။လိမ္မော်ရောင်လေးဒါပေမဲ့လည်းဒီမနက်ပိုင်းကိုရိုက်တော့တောက်တောက်လင်းလင်းလေးအချိန်တော့ဖြစ်တယ်။ဒါပေမဲ့ဒီနှစ်ကဆိုလို့ရှိရင် JK တို့လုံးဝရန်ကုန်ရဲ့အထင်ကရ Emerald Bay မှာပြီးတော့sunset နဲ့အင်ဂျီအနီအောင်နဲ့လုံးဝ asset light ဖက်နေတာပေါ့နော် lighting နဲ့ပါဆိုတော့ဒီနေ့အတွက် JK တအားဂုံယူဝမ်းတာပါတယ် JK ဆိုလို့ရှိရင်အနောက်မှာ screen တေးသေးလေးရနေပြီးတော့သူတို့ဆက်ဆက်ထွက်သူတို့နာမည်အော်ပြီးရတယ်ထွက်တဲ့ချိန်မှာ JK ပါ like ကညာဟာ lighting လေးတအားမိုက်တယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်တအားပျော်ပါတယ်ဟုတ်တနေ့တာခဏလေးလိုခံစားမိလားဒီကလေးပြန်ပြန်တော့လေဟုတ်ပါတယ် JK ဘလို့တနေ့တာဘလို့တော့အချိန်ကုန်သားလဲတောင်မသိတော့ဘူးပေါ့နော်တအားမြန်နေပြီးတော့လည်းပျော်ရွှင်စရာ memory လေးတွေလည်းစက်တိုက်လာတာဖြစ်တဲ့အတွက်ကြောင့်တအားကျေးဇူးတော်ချီးမွမ်းပါတယ်နိုင်ရရှိသွားတဲ့ winner လေးကတော့ Miss Grand ရန်ကုန်တိုင်း Congratulations ပါ LV Clinic JK တို့ရဲ့ Diamond Sponsor မှာကြီးမြင့်တော့50တန် voucher gift လေးဖြစ်ပါတယ်ရှင်လက်ခုပ်နဲ့ချီးမြှင့်ပေးကြရအောင်ရှင် JK ဆိုလို့ရှိရင်အခု Miss Grand မြန်မာပြိုင်ပွဲတောက်လျှောက်အစနဲ့အဆုံးပါနော်မလွတ်ပဲနဲ့ပါဝင်နေတယ်အဲ့လိုပါဝင်ခွင့်ပေးတဲ့ JK တို့ရဲ့ Miss Grand National Director ဆရာကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ပြီးတော့အခုဆိုလို့ရှိရင်ဘယ်လိုပြောမလဲ JK တို့ကဒီ Queen Senior Queen ဆိုပေမဲ့လည်း superior ဖြစ်မနေပဲနဲ့တယောက်နဲ့တယောက်ရိုင်းပင်ချစ်ခင် respect ရှိအဲ့လိုသွားတာကို JK ကပို့ပြီးတော့သဘောကျနေတတ်တယ်ပေါ့နော်ပြီးတော့လည်းဘာပဲလုပ်ကိုကအဲ့လိုမျိုး good leader လို့ JK ခံယူရဲပေါ့နော်အားလုံးနဲ့အတူတူချစ်ခင်ဆက်ပြီးတော့တိုးတက်ဖို့ရန်အတွက်စူးစမ်းဖို့ကအဓိကလို့ JK ထင်ပါတယ်ဒီနေ့ဆိုလို့ရှိရင် JK ရဲ့ချစ်ရတဲ့ Queen လေးတွေကနေပြီးတော့ JK ရဲ့ preliminary Miss Grand International ရဲ့ preliminary အကွက်လေးတွေတွေ့ရတာ JK တအားဝမ်းသာရယ်ပေါ့နော်ဒါဆိုလို့ရှိရင်ငါလည်းဆက်ပြီးတော့စူးစမ်းရမယ်ဆိုတဲ့စိတ်လေးတွေလည်းအများကြီးပါလာတယ်ပြီးတော့ဘယ်လိုပြောမလဲ JK ရဲ့ချစ်ရတဲ့ဒီ Junior Queen လေးတွေက JK ကိုကြည့်ပြီးတော့အတူယူနေတဲ့ချိန်မှာ JK ဘက်ကနေပြီးတော့လည်းကောင်းတဲ့ influence လေးတွေအများကြီးထပ်ပြီးတော့ပေးချင်ပါတယ် Yangoအခုလောလောဆယ်ချီရတော့ JK တို့ရဲ့ချစ်ရတဲ့ Queen လေးတွေအားလုံးကတော့ကြောင်တဲ့တရား respect တအားရှိရဲ့လေးစားရဲ့ချစ်ခင်ကြရဲ့ဆိုတော့အဲ့ဒီအတွက်ကတော့ JK စိတ်ပူစရာမလိုဘူးကျန်တဲ့ဒီသူတို့ရဲ့ preparation ပိုင်းဆိုလို့ရှိရင်လည်းတအားထူးချွန်နေတာကိုလည်းအားလုံးတွေ့ရမှာဖြစ်တယ်ဆိုတော့အဓိကကတော့ JK ကတော့သူတို့ consistent ဖြစ်ဖို့ရန်အတွက်ပဲလုံးဝမာချင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကိုကဥပမာတပတ်အတွင်းမှာတရက်ပဲစူးစမ်းတအားစူးစမ်းပြီးတော့ကျန်တဲ့ရက်ကိုထားခဲ့လိုက်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တိုးတက်တဲ့လမ်းကိုပေါက်မှာမဟုတ်ပဲနဲ့နေ့တိုင်းကိုပုံမှန်စူးစမ်းသွားမယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့အောင်မြင်မှုပန်းတိုင်ကိုရောက်ရှိမှလို့ JK ယုံကြည်ပါတယ်အဲ့အားလေးကိုတော့ JK remind လုပ်ပေးချင်ပါတယ် JK ကတော့ခုနပြောသလိုပဲပေါ့နော်အနောက်ကနေပြီးတော့ MC လဲလုပ်ရင်း small screen မှာကြည့်ရင်သူတို့ရဲ့အကွက်ဆန်းလေးတွေကိုတွေ့တဲ့အချိန်မှာ
အဲ့လိုလေးတော့ဖြစ်သွားတာပေါ့နော်တအားဘယ်လိုပြောမလဲsurprise ဖြစ်ရတယ် wow ကနေဖြစ်ရတယ်ပြီးတော့လဲ JK တို့ဒီ Miss Grand ဆိုတဲ့အတိုင်း entertainment လည်းဖြစ်မလို့ဘယ်လိုပြောမလဲ royalty ဘက်ကိုလိုက်တဲ့ grand ဘက်ကိုလည်း JK တို့ preliminary မှာ evening gown နဲ့တွေ့ရမှာဖြစ်ပါတယ်ရှင် JK တို့ရဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ JK ဒီ outdoor swimsuit မတိုင်ခင်မှာညနေမတိုင်ခင်ညပေါ့နော်မနေ့ညကဆိုလို့ရှိရင် JK ကအဲ့ဒီ list လေးတွေကိုအကောင်းဆုံးဖြစ်အောင်ပေါ့နော်အတန်ထွက်အကောင်းဆုံးဖြစ်အောင် JK ကထက်ခါတလဲလဲရွတ်နေတဲ့အချိန်မှာအဲ့လိုလေးဖြစ်သွားတာဖြစ်ပါတယ်ရှင် ရင်ဖုံးနေရလားရန်အစုကြော်ညာတဲ့သူတွေထပ်ပို့ပြီးတော့ကိုက JK ဒီဘယ်လိုပြောမလဲသူတို့အသက်ကိုစိတ်လှုပ်ရှားပေးတယ်ဒါမဲ့ဟိုမျိုး nervous ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းပါဇက်ကမနေ့ကလေ့ကျင့်တာတအားများသွားတော့ထက်သွားတာဖြစ်ပါတယ်ရှင် အကုန်လုံးကလည်းဒါဝေကွဲမြတ်ဖြစ်သွားဘယ်သူရမှာလဲဆိုပြီးတော့အဲ့ခိုက်တယ်ဟောကုတ်တယ်ဘယ်လိုမျိုးလေးရှိလဲ ဟုတ်ကဲ့အဲ့ဒီအလေးအတွက် JK နောက်ထပ်တစ်ခေါက်မဖြစ်ဖို့ရတဲ့အများကြီးစူးစမ်းသွားပါမယ်ဟုတ်ကဲ့ပါ muscle memory ဖြစ်ပါတယ် wanna see them dancing, walking around the moon. JK တို့ရဲ့ဒီ MGM အတွက်နောက်ထပ် round လေးတွေကလည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုလည်းဆက်ကြည့်ရှုအားပေးဖို့ရန်တက်ပြောချင်ပါတယ်ပြီးတော့လို့ရှိရင် FYI ပေါ့နော် for your information ကောင်းလေးတစ်ခုပေါ့ကွယ် JK ရဲ့ဒီ MC လောက်တာတော့ဒီတစ်ခေါက်ကလုံးဝ official ပထမဦးဆုံးတစ်ချိန်ဖြစ်တယ် JK အရင်တော့ဆိုလို့ရှိရင်ဒီ volunteer teacher တယောက်အနေနဲ့ JK တို့ရဲ့ကျောင်းမှာကလေးတွေကိုဥဆောင်တာပေါ့နော်အဲ့ဒီအချိန်မှာကျတော့အင်သက်အားရပါရပေါ့ကွယ်နော်ဒီတစ်ခေါက်ကတော့ JK တို့ကနည်းနည်းလေး formal setting လေးကိုပထမဦးဆုံးလာရောက်ပြီးတော့ present လုပ်ရတာဖြစ်တယ်တို့ပေမဲ့လည်းဒီဟာကို JK ရဲ့အမေတအားကျေးဇူးတင်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် JK ရဲ့အမေကလည်း MC ကောင်းတယောက်ဖြစ်တယ်သူ့ရဲ့ဘယ်လိုပြောမလဲ hobby လို့ပြောရမယ်ထင်တယ်အမေကလှုပ်တဲ့အချိန်မှာအမေကတခါလေသူကကျောင်းကိစ္စနဲ့နည်းနည်းလေးအလုပ်ရှုပ်နေတဲ့အချိန်မှာ JK ကိုအမေပြောမဲ့စာသားလေးတွေကိုအကူအညီရေးခိုင်းတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ JK တင်ယူရရှိခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်မလို့အမေကိုလည်းအများကြီးကျေးဇူးတင်ပါတယ် JK ကိုဆိုလို့ရှိရင်ဒီနေရာမှာမားနေတဲ့ဒါလေးဆက်ပြင်လိုက်အဲ့လိုလေးတွေအမြဲတမ်းထောက်ပြပေးတဲ့အတွက်လည်းမမေကိုတအားချစ်ပါတယ် JK ဒီ MC လောက်ရတာလည်းသဘောကျပါတယ်ဘာလို့လဲဆိုလို့ရှိရင် JK အရင်ကတည်းကလည်းပြောရတယ် JK က entertainer တယောက်ဖြစ်ပါတယ်ဆိုတော့အခါလူတွေကြည့်နေတဲ့လူတွေအားလုံးပျော်သွားတာတို့emotion အမျိုးမျိုးပေါ့နော်ဒါလေးကိုချပြချင်တာဖြစ်ပါတယ်ရှင်ဒီနေ့ရဲ့ JK ဥဆောင်သွားတဲ့ဒီoutdoor swimsuit competition ကိုလည်းJK ရဲ့ပထမဦးဆုံး experience ဖြစ်တယ်ဆိုပေမဲ့လည်းအားလုံးပဲကြည့်ရှုအားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဒီထက်မကလည်း JK ဆက်ပြီးတော့အများကြီးစူးစမ်းသွားပါမယ်ရှင်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်